အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က Creepy ပဲဖြစ်ပါတယ်ဒီနေ့မှာအားလုံးသိကြရဲ့ဓမီမီကာကိုကျွန်တော်ဒီမှာ wall ကို create ပြီးတော့မှလုပ်ပြသွားမှာဖြစ်ပါတယ်ဆော့ပြသွားမှာပါဒီမှာ bro မြင်နေတယ်မဲ့တဲ့ဟာပေါ့ဒီမှာဓမီမီကာကို activate တော့လိုက်ပြီးလို့ရှင်က wall ကိုစတင် create ပါပြီကဲ bro ရေကျွန်တော် wall ထဲရောက်လိုက်ဆိုရင်တော့တစ်အရင်ဆုံးစခုတ်ပါမယ်ဘရိုးပြီးသွားလို့ရှိရင်ကျွန်တော်ကြောက်မိုင်းပါမယ်ခုလို့ဆိုရင်တော့ပြင်ကျွန်တော်ဂူကိုလိုက်ရှာဒီမှာကြောက်ဆုံးတွေတွေ့ရဆို Oh my god Oh my god ဟေ့အောင်ဟေ့အောင်စပွန်လာခြင်းရောမလုံးနဲ့လေဟေ့အောင်ရေလို့လာပါနားမှာဟဲ့ဟာဘောစပွန်လာခြင်းတွေ့ရရောဝါမလုံးလုံးကတော့ပြီးတော့မစင်းရတော့လမ်းစီဟိုမှာကြည့်နေဟိုမှာမြင်လား Steve King နဲ့ဘယ်သူကလဲလို့ကြည့်လိုက်လား Oh my god ပါဆိုင်မိတဲ့ Steve ကောင်နဲ့တွေ့ပါပြီကျွန်တော်ကြောက်ပါတယ်ဟောပါဒါမှမဟုတ်သူ့အတွက် trap လေးတစ်ခုလို့ရတယ်အဲ့ကြောင့်မို့ဟောတာပက်ကရအောင်လုပ်ရမယ်လာဗာလိုရတယ်သူ့တော့ပေါ့ဒါပေမဲ့သူကသေမျိုးလည်းဖြစ်နိုင်လို့မသေမျိုးလည်းဖြစ်နိုင်တာကြောင့်မို့ကျွန်တော်ရဘယ်လိုမျိုးနေမလဲမသိဘူးဗျာဟောစပွန်လာခြင်း Oh my god Oh my god ဟိုမှာကဲရောလို့မမြင်ဘူးအဲ့လိုမျိုးပေါ်တင်ကြီးကိုမှမမြင်ပါကွာသူရဘူးတန်းနေတော့ကျွန်တော်မလို့တော့ပါဘူးခန်းတွေပဲဖြတ်ပြီးပေါ်ပြန်တတ်ပါမယ်ဒီကောင်နဲ့ကြာမနေချင်ပါဘူးဟိုမှာဘလို့မြင်နေတယ်ဟောစပွန်လာခြင်းတွေ့ရမပြပါတော်စကျွန်တော်ရွာတခုခုလိုက်ရှာကြအောင်တို့ကျွန်တော်ရွာလိုက်ရှာမယ်ရွာလိုက်ရှာလို့မတွေ့လို့ရင် base ဆောက်မယ်base ဆောက်ပြီးလို့ရှိရင် trap လုပ်ပါမယ်ဒီ cave ထဲမှာကျွန်တော် cave ကမစင်းရဲ့အိတ်ကောင်ကြီးတွေ့ပြီ Oh my god ဒါကြီးတွေ့ပြီဆိုကျွန်တော်လေလောက်ပြီးတော့မှအိတ်ပင်လေးကိုဖြတ်ပါမယ်furnace လေးလုပ်မယ်ဆိုလို့ရှိရင်တရားရုပ်လုပ်မယ်ပြီးတော့ဒီဟုတ်ဒီမှာ okay ဒါဆို bro ကျွန်တော်လင်းနဲ့ဘယ်လိုဖြတ်မှာမလို့ bro ကြာနေမှာဆိုလို့ရှင်းပေးထားပါမယ် bro ခုဆိုရင်တော့ပြင်ကျွန်တော်ပင်လယ်ကူးပြီးတော့ရောက်သွားပါပြီဒီမှာကျွန်တော်ခြေဆိုင်မဲ့ဟိုပါလိုက်ရှာထားပါတယ်ဒီမှာဒီပင်ကိုတက်ဖို့အတွက်ဟိုလေကားလိုတယ်လေကားကိုလုပ်ဖို့အတွက်တက်သားရလိုရပါတယ်ဆိုတော့ကြောင့်ကျွန်တော်တက်လေးပါလေးခုတ်လိုက်မယ်အိမ်အတွက်လည်းလုပ်ဖို့အတွက်ဟိုပါလဲတက်သားရလည်းလုပ်အောင်ပါမလို့ကျွန်တော် skip ထားပါမယ်ဘယ်ကျွန်တော်ခုလို့ဆိုတက်ခုတ်ပြီးွားပြီဆိုတော့ကြောင့်ခုကျွန်တော်လှေကားလေးလုပ်ထားပါတယ်ဒီတစ်ပင်ကြီးကိုရွေးချယ်ထားပါတယ်အိမ်ဆောက်ဖို့ဒါဆိုကျွန်တော်အိမ်ဆောက်လိုက်ပါအောင်မယ်ဒါအကြမှာမလို့ကျွန်တော်ဗီဒီယိုလေး skip ထားလိုက်ပါမယ်ဘရိုကျွန်တော်အိမ်ဆောက်နေတန်းဟိုမှာညမချိန်မှာမိမိကထွက်လာရဲ့လို့ဟိုမှာကြည့်အိမ်ဆောက်နေတန်းလေးဒီကဘလော့လေးနဲ့ရှေ့တော့ဝါကြည့်လိုက်ကျွန်တော်အိမ်ဆောင်နေတယ်ဒီမှာကြည့် Oh my god ဟိုမှာဘရိုတွေ့ရတိုင်းပဲရောက်လာပြီချိန်တော့မပေးဘူးနည်းနည်းလေးစဉ်းကြည့်တော့ဒီမှာဟိုမှာဒီ
ကောင်မမြင်အောင်ဆောင်တယ်ရောင်ရောင်လာလဲမလာရဲ့လာလဲမလာရဲ့ဘာနဲ့ဟိုမှာငါ fighting ချိုင်တဲ့ဖြူကြည့်နေရောင်ပါလေချာပါပီချာကြည့်လိုက်မ trap တော့မဆင်ရလေနော်စီစဉ်တာအောက်မှာတွင်းတူးလိုက်မယ်တွင်းတူးပြီးတော့လို့ရင်ဒီကနေမှာပေါက်လေးဖောက်အောက်မှာလည်းအိတ်တို့ချဖို့အတွက်ပေါက်လေးတစ်ပေါက်ဖောက်ထားလိုက်ဗျာအဲ့ဒီပေါက်ကနေသူ့ကိုကျုံးခုကြောက်ဒီကောင်ကမြင်ဆန်းဆန်းရောက်လာဒီမှာကျုံးမှန်နေအောင်မချရတယ်ဘူးဟိုမှာ furnace နဲ့လောက်ထားတယ်မှန်နေအောင်မချရတယ်ဟိုကောင်ဟိုမှာဒီမှာပစ္စည်းလည်းဘာမှအောင်မချရတယ်ဒီမှာကျုံးဟိုမှာစိတ်လုံးမပေးဘူးအဲ့ဒီတိုင်းပဲလမ်းလျှောက်လာစိတ်လုံးမပေးဘူးဗျာဟိုမှာကြည့်အောင်လို့ bro ကျွန်တော်ဘယ်ချိန်သွားမလဲမသိဘူးဒီကောင်နဲ့အေးပါကွာမပြန်နေလို့ရှိတယ်ကောင်းလို့ပေါ့အေးပါလက်ကြီးကာရနဲ့ပြေးလာပေါ့ပြေးလာကျွန်တော်ဒီပေါ်ပြန်တက်လိုက်လို့ကန်ကောင်းတယ်ကွာဟုတ်စနမစင်းရဲ့မစင်းရဲ့ trap တော့မပြန်နေဟိုမှာဘိုးမြင်တဲ့အတိုင်းပဲနော်ကျွန်တော်ဝင်းတုံးတော့ရိုက်ကြည့်အောင်ဒီကောင်အမြင်ကြောင်ဆောင်းသွားလိုက်တယ်ဒီကောင်မှန်တယ်ပဲအမြင်လေးတွေ့ရတယ်ဘာလဲကနော်ပေါ်မြင်ပြန်တော့ trap လို့ပြောမှကျွန်တော်အိတ်ကောင်ကျုံးရဲဒီလိုရခရင်းနေပါမယ်ရောဒါဆိုကျွန်တော်ဒီမှာပါများတော့ပါမလဲ glass ဟုတ်တယ်ထန်ကျွန်တော်32ခုလောက်ရရတယ်16ခုနဲ့ရတယ်နောက်အိမ်ကြီးကောင်းမကောင်းတော့ပြအောင်မပြရသေးဘူးဗျာ bro ဒီမှာကျွန်တော်လာနေအကျဉ်းအောင်ဒီမှာရှိဆက်နေပြီလောရှိလို့နာမည်ပေးလိုက်အဲ့လောရှိကစောင်းအောင်စောင်းအောက်မှာလည်းဇွန်ဘီတော့ဖြတ်မိလိုက်မဖြတ်ဘူးဟိုမှာနိုင်းပါဝင်ကြမှာစီကျွန်တော်သွားမယ်ကျွန်တော်အမချက်စီအပေါက်လို့အောင်ဒီမှာဗီဒီယိုလေးတော်တော်လေးဖြစ်တော့မှာလို့ဗျာအဲကြောင့်မဗီဒီယိုပတ်တူးမဖြစ်သွားအောင်လို့ကျွန်တော်ဗီဒီယိုလေးကိုရှင်းရှင်းလေးပြသွားလို့လုပ်လိုက်ပါမယ်အမချက်စီအပေါက်ဒီပါလောက်အောင်ကျွန်တော်ကြံရတက်ကလည်းမရှိတော့ဘူးဒီဟာပါတူလိုက်ဟုတ်တယ်မလားဟိုနားမှာအပေါက်လေးတော့ထားတယ်ဟုတ်တယ်ဒီနားမှာအပေါက်ကြီးဖြစ်သွားရဲ့ပိတ်ဖို့ရတယ်တတောင်းလည်းမလို့တော့အောက်ကလည်းဆင်းရင်ဘောင်းကြီးရှိtrap တော့လေးလိုရတယ်ကြိုင်ဒါဆိုရင်ကျွန်တော်ဒီလုံးမယ်ပြရလို့ရှင် trap တော့လေးကိုလုပ်ကြတယ်ရပြီနှစ်ခုနှစ်ခုပမာကျစီဂိတ်ပေါက်နေနဲ့ရော့ပြောင်းပြန်ဖြစ်လိုက်ပြီပမာကျစီဂိတ်ပေါက်ဟိုလိုမျိုးလုပ်လိုက်ဒီဖန်လေးကိုဖယ်လိုက်မယ်ပြီးသွားလို့ရှင်ပေါ်နေရောမှာတောင်းအဲ့လိုမျိုးလေးလှုပ်လိုက်ပြီးတော့ဒီလိုလေး
အဲ့ဆိုကျွန်တော်လေဒါမျိုးဟိုလိုမျိုးနဲ့ emergency အပေါက်ထဲဝင်လို့ရတယ် yes ဒါပဲ brain กว่าဒါပဲမမီမီကာရှိသေးရဲ့ဟိုမှာအဲ့ဒီဘာဖြစ်နေလဲမသိဘူးတော့ကြီးဇွန်ဘီရဲ့လည်းရောက်လာညဘက်ညဘက်ပိုင်းရမ်းကြောင်ပါလေဒါဆိုဒေးတူးရှိသွားပြီဒေးဝါအင်းဆောက်တယ်မိမိကလာပါတယ်ဝါငါ့ကိုတီးစီနဲ့ကျုံမမြင်အောင်ဆောင်အောက်ပြကြပါတော့ကြာမတွေ့ရစရာပြီးကြောင်ဆောင်ဖတ်ပြီး Oh my god ငါ drone လေးအောင်ပါရဲ့ငါကိုလည်းအောက်ကိုဒီမှာငါတူးချင်တာဝါဟေးဒီမှာငါဒီအောက်ကိုဝါပါလေကိုလေးလောက်ထားမယ်နာ bro ဘလို့ရောအေးပါဝါဒီ bro ရေလို့ကျုံဟိုကောင်ကြီးကပုံနီးလာပြီဒီတစ်ပင်တော့ဟိုမှာပို့ပြီးနီးလာအော်ဒီကောင်ကနီးလာပြီဆိုမှထွက်ပြီးတော့ငါ့ကိုစောက်ချက်လာပဲအေးပါဝါ bro ရေလို့ဗီဒီယိုကတော့ကျွန်တော်အစစဉ်းစားထားမိနစ်20လောက်ပဲလုပ်မယ်လို့စဉ်းစားတာဗျာဆိုတော့ကြာခုကကြာတော်တော်ကြာပဲမဲ့လေ bro တော့ကျွန်တော်လုပ်ပေးမယ်ဒီမီမီကမနေ့ရောက်လို့ရှိရင်ဒီမှာကျွန်တော်ဘတ်မလုပ်ရသေးဘူးဗျာဒီထဲမှာလည်းတိုးတောင်မှမတွေ့လို့ကျွန်တော်အဲ့ရမလုပ်ရသေးဘူးဆိုတော့ကြာကျွန်တော်မနေ့မြန်မရောက်နိုင်ဘူးမြန်မရောက်နိုင်လို့ရှိရင်ဒီအောက်ကတူးလို့မရဘူးတူးလို့မရလို့ရှိရင်မိကရောက်လာလို့ရှိရင်ကျွန်တော်ဘောကတိတ်ဒါဆိုကြကျွန်တော်နနတိရအောင်စောင့်လိုက်ပါဦးစောင့်နေနေဘာမှလုပ်ရမရှိဘူး AFK လိုက်ပါဦးမယ် bro ရောခုကြလို့တော့ခုဒီမှာမိုးလင်းဝိုင်းဆိုကျွန်တော်မြေတူးပါမယ်မြေတူးမယ်ဆိုရှာပဲလေးလုပ်လိုက်မယ်ပြောလို့ရင်တူးရမယ်မိမိကဂူထဲမှာနေရဆိုပေမဲ့လည်းဒီကောင်ကဘလို့ဖြေးကြီးပေါ်တက်လို့တက်လာမှမသိဘူးဗျာနည်းနည်းလေးကြောင်တော့တူရတယ်ဘလောက်ဟုတ်တယ်လေဒီမှာကျွန်တော်ကဒီမှာခုံနိုင်တာ player တယောက်ရဲ့ခုံနိုင်တာ3 block ထပ်မကျော်ဘူးဗျာကြည့်လိုက်ဒါလက်ထားနဲ့နော်တွေ့ရမလားဆိုတော့ကျွန်တော်ကဒီလိုမျိုးပဲတူးလိုက်ပါမယ်ကျွန်တော်တူးကြာမှမလို့ကျွန်တော်ဗီဒီယိုလေးကို skip ထားပါမယ် bro ဒီမှာကျွန်တော် trap လေးလုပ်ပြီးလို့အပေါ်ပြန်တက်လာအောင်မရှိသေးမိမီကာနဲ့တွေ့သွားရဗျာဒီကောင်ချက်ရိုက်လိုက်တာခုန damage တောင် TV လေးပေါ်အမြင်မတက်သွားပြီးွားကြောင်အောက်ပြန်ကြောင်ကျွန်တော်တေးသွားရဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုအပ်ပါပြီအားလုံးပဲ subscribe နဲ့ like လေးလုပ်ပေးကြပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်